အားလုံးပဲမင်္ဂလာပါသစနီစတူဒီယို channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကျွန်တော်တို့ကြော်ပြချင်တဲ့ဇာတ်လမ်းကတော့ One Piece cover story တွေထဲမှာတော်တော်လေးကိုထူးထူးဆန်းဆန်းနေပြီးတကယ်ရရရဲ့ဇာတ်လမ်းလေးတစ်ခုပေါ့ဗျာအဓိကစက်ကောင်ကတော့ Getatsu ပါသူ့ရဲ့ပင်လက်ဖြာတဲ့ကိုမတော်တဆရောက်လာပြီးဖြစ်ပျက်ခဲ့တဲ့ဘဝခရီးအချောင်းကိုအစအဆုံးအသေးစိတ်ပြင်ပြသွားမှာဖြစ်ပါပဲကဲဇာတ်လမ်းလေးမစခင်မှာစဉ်းစားစရာမိကွန်းလေးတစ်ခုအရင်မြည်ကြည့်ရအောင်လူတယောက်ရဲ့ခရူးမဆိုင်မှုတွေမတော်တဆလုံးမိတဲ့အမားတွေစက်တိုက်ထင်းနေတကယ်ကြီးအောင်မြင်နေတဲ့ business တစ်ခုဖြစ်လာနိုင်တယ်ဆိုရင်ယုံကြမလားဖြစ်နိုင်ပါမလားဗျာခေထားစုရဲ့ဇလံကတော့အဲ့ဒီမိကွန်းအတွက်အကောင်းဆုံးအဖြေပါပဲသူ့ရဲ့မိုက်မေမှုတွေတတိမိတမှုတွေနဲ့မဖြိုလင်းပဲအကြီးအကျယ်အောင်မြင်သွားတဲ့ခီးကိုကဲအတူတူလိုက်ကြည့်လိုက်ကြအောင်ဗျာဇလန်းအစကတော့တော်တော်လေးကို dramatic ဖြစ်ပါတယ်မြင်ယုံကြည့်လိုက်ပါပင်လယ်ပြားရဲ့အထက်မီတာပေါင်းထောင်ချီမြင့်တဲ့ကောင်းကင်ကျွန်းကနေပုံရိပ်တစ်ခုဝေါ်ခနဲဆိုပြီးကျိန်တိုက်တွေကြားနေထိုးဆင်းလာတယ်ပြီးတော့ဘဲကိုကြလာလဲဆိုတော့အောက်မှာရှိတဲ့ရိုးဝှက်ဆန်းကျဲပြီးအပေါက်တွေဖြစ်ပွားနဲ့ကျွန်းတကျွန်းပေါ်ကိုဒုံဆိုပြီးခေါင်းနဲ့တဲတဲ့စိုက်ကြသွားပါလေရောအစမှတင်တူတူထူးဆန်းနေပြီနော်အဲ့ဒီနောက်မှာတော့အဲ့ဒီကျွန်းပေါ်မှာနေတဲ့ဒီထာကန်တယောက်ကိုရိုးလို့ခေါ်တဲ့အဘိုးကြီးတယောက်ကသူ့အလိုအတိုင်းမြေကြီးတူးနေရဲနဲ့ဟမ်ဆိုပြီးမထင်မပဲတခုခုကိုတွားတွေ့တယ်။ဘာလဲဆိုတော့မြေကြီးထဲမှာခြေထောက်နှစ်ချောင်းထောင်ပြီးခေါင်းဆိုင်နေတဲ့လူတယောက်ပေါ့ဗျာ။အဲ့ဒါကတော့တခြားလူမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ဇက်လိုက်ကြောကောင်းကင်စစ်တီတော့ခဲထက်ဆိုပါပဲ။သူ့ကိုမြေကြီးထဲကနေဆွဲထုတ်ကဲတင်လိုက်တဲ့ဂိုရိုကပဲဒီဇလန်ကြီးတစ်ခုလုံးရဲ့နောက်ထပ်အဓိကဇက်ကောင်ထလာမှာပါ။ဆိုတော့ဒီမှာပဲသူတို့နှစ်ယောက်ရဲ့ထူးဆန်းပြီးမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ partnership ကြီးကစတင်ထဲပါတော့တယ်ခိုးရိုးဆိုတဲ့အဖိုးကြီးကဒီကျွန်းပေါ်မှာတယောက်ထဲနေတာဗျသူ့မှာကြီးကြီးမားမားရင်မန်းချက်တစ်ခုရှိတယ်အဲ့ဒါကတော့ဒီကျွန်းအောက်မှာရှိတဲ့ရေပူစမ်းကိုရှာတွေ့ဖို့ပဲဒါကသူ့ဘဝရဲ့တစ်ခုတည်းသောအိမ်မက်ပေါ့အဲ့ဒီအချိန်မှာကောင်းကင်ကျွန်းကိုဘလို့ပြန်ရမယ်မဖြစ်တော့တဲ့ကဲဓာရှုကလည်းကဲဒီပင်လေပြာမှာပဲအခြေချလိုက်တော့မယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ဒီလိုနဲ့ပဲကိုရိုးရဲ့ရေပူစမ်းရှာတဲ့အိမ်မက်ကိုအတူတူအကောင့်ထဲပေါ်ပေးဖို့ကူညီပါတော့တယ်ဒီလိုနဲ့သူတို့ညအောင်တယောက်ကရေပူစမ်းရှာခြင်းသူတယောက်ကအိမ်မပြန့်တတ်တော့သူပေါင်းပြီးမေတူးသမားတငယ်ချင်းတွေဖြစ်သွားကြပါလေရောဒါပေမဲ့ဂရဆုကတာမန်လူမဟုတ်ဘူးဗျာသူဘလောက်တောင်ချူးဆန်းပြီးတတိမေ့တယ်လဲဆိုတာပြောရရင်တတိမေ့တဲ့ပါမောခဆိုတဲ့နာမည်တော်တူးတွက်နည်းနည်းအားနေသွားမလားပဲစဉ်းစားတာကြည့်တော့မေတူးတဲ့အလုပ်ကိုအာယုံစိတ်နေရင်းနဲ့အသက်ရှူဖို့မဲ့သွားတတ်တဲ့ဒါတင်မဲ့မကားမင်းလားတခါတလေခောက်ဆွဲစားရင်ပါဇက်ကမစားဘဲနားထဲကနေထည့်စားဖို့ကြိုးစားသေးတယ်ပြီးတော့မြက်တောင်ခါဖို့မဲသွားလို့မျိုးလုံးကြီးပြူးပြီးနိုင်ပေါင်းများစွာစိုက်ချီနေတာမျိုးနေတာသူ့အတွက်ကတော့နေစဉ်ပေါ်လို့ဖြစ်နေတာတကယ်ကူဒီလိုလူက Skype ရမှာဘလို့များစစ်တီတော်ချပြီးအသက်ရှင်လာနိုင်ခဲ့လဲဆိုတော့တော်တော်အံ့ဩဖို့ကောင်းပါတယ်ဟုတ်ပြီဒီလိုနဲ့သူတို့နှစ်ယောက်သားတူးလိုက်ကြတာသူတို့တိုးတဲ့တိုင်တွေကကျွန်းပေါ်ကတကြားသူတွေကိုတွားပြီးအနောက်ရပေးမိသလိုဖြစ်သွားတယ်ဘသူတွေလဲဆိုတော့ဒီကျွန်းရဲ့အကြီးဆုံးမြေသူသမားကြီးတွေဒါမှမဟုတ်ကျွန်းပေါ်က boss ကြီးတွေပေါ့ဗျာသူတို့ကိုမတော်ရဆတွားနိုးလိုက်သလိုဖြစ်သွားပါလိရောသူတို့တူးနေတော့မှပဲမြေကြီးတဲကနေဝုန်းဆိုပြီးပွေးကြီးတကောင်ထက်လာတယ်သူကသူ့ကိုတူဒီကျွန်းရဲ့ dot boss မြေအောက်ကပါရဲ့တထေးကြီးလို့ကြွေးကြော်ထားတဲ့သူပေါ့ကဲဒါဆိုတော့တကယ်ကိုအကြီးအကျယ်တိုက်ပွဲကြီးတစ်ခုဖြစ်တော့မယ်လို့အားလုံးကထင်ကြမှာပဲနော်ဒါပေမဲ့ကက်တာဆူကတော့ဘာမှတိတ်စဉ်းစားမနေဘူးသူရဲ့ jet punch နဲ့ဖြောင်းဆိုတစ်ချက်တည်းပဲဟုတ်ပါတယ်တစ်ချက်တည်းနဲ့အဲ့ဒီ dead boss ရှိကဘာမှတော့မလုပ်နိုင်တော့ပဲမြေပေါ်မှာဝမ်းလျက်မောက်သွားပါလိရောတိုက်ပွဲကအဲ့မှာတင်ပြီးသွားတယ်တကယ်ကို anti climatic ပဲ One Piece ကပါရဲ့ထုံးစံအတိုင်းပဲပေါ့ဗျာဒီလိုအပြားသက်ရှုံသွားတဲ့ dead boss ကြီးကဂဒတ်ဆုကိုသူ့ရဲ့တသေးအဖြစ်တတ်မှတ်ပြီးအချုံးစီရှုံးလက်အောင်ငယ်သားဖြစ်တော်ပန်လေရောဂဒတ်ဆုနဲ့ကိုရိုရိုကလည်းအချိန်မထုံးတော့ဘူးပေါ့သူတို့ရဲ့တငယ်ချင်းအသက်ကြီးကိုလူသားသူဆက်အပွေးဒူးဆက်အဖြစ်ပြောင်းလဲပစ်လိုက်တယ်သူခေါင်းပေါ်ကိုခွာထိုင်ပြီးသူတို့ရဲ့ရေဘူးဆန်းရှော့ဖိခီးစင်ကြီးကိုအရင်ကတည်းကအများကြီးမြင့်တင်လိုက်ပါတော့တယ်ကဲဒီလိုမျိုးမတော်ရဆထထဲကြီးကိုလက်အုပ်ငယ်သားထိအောင်လုံနိုင်တာတခါတည်းပဲလို့ထင်ရင်တော့မှားသွားမယ်ဗျာသူတို့မြေအောက်မှာတူးနေတော့မြေကောမှာလည်းနောက်ထပ် boss တယောက်ပေါ်လာတယ်သူကတော့ဒီကျွန်းရင်မြင်မျက်နာပြင်တောအုပ်တစ်ခုလုံးကိုအုပ်ဆိုးရဲ့မြောက်ဝန်းရက်ကြီး forest boss ပေါ့ဇလင်းကတော့အရင်တိုင်းပါပဲအထူးထွေပြောစရာတော့မလိုဘူးဂီတာဆုရ Japan တစ်ချက်ဖြောင်းပြီးသွားတော့အဲ့မှာပဲဂီတာဆုမှာနောက်ထပ်သစ္စာခံလက်အောင်ငယ်သားတယောက်ထပ်တိုးလာပြန်တယ်သူကတမင်လောက်တာမဟုတ်ပဲ boss တွေကိုမသိစိတ်နဲ့စူဆောင်းနေတယ်လို့ပါပဲဟုတ်ပြီအခုဆိုတော့မြေအောက်မှာတူဖို့ dead boss ရှိတယ်မြေပေါ်မှာကင်းဆောင်ဖို့ forest boss ရှိတယ်အားလုံးအဆင်ပြေနေပြီဆိုတော့ကိုရိုနဲ့ဂီတာဆုတို့က dead boss ကိုအမိန်ပြေးပြီးမြေအောက်ကိုပို့ပြီးနက်နက်ရှိန်တူခိမ့်ပါတော့တယ်
နောက်ဆုံးမှာတော့သူတို့ရဲ့စူးစမ်းမှုတွေရထင်လာပါတယ်ဟုတ်ပါတယ်သူတို့အိမ်မက်မက်တွေတဲ့ရေပူစင်းတစ်ခုကိုရှာဖွေတွေ့ရှိသွားခဲ့ပါပြီဒါပေမဲ့ဇလန်းကအဲ့မှာမပြီးသေးဘူးသူတို့ရေပူစမ်းကိုတွေ့ပေမဲ့ဆက်တူးနေတော့ပဲဒူလိုက်ကြတာနောက်ဆိုတော့မြေအောင်ဦးမင်းရဲ့အဆုံးတစ်ဖက်ကိုရောက်သွားတယ်ဒါပေမဲ့သူတို့ပြန်ပေါ်လာတဲ့နေရာကသူတို့ရဲ့ဂျုံလီမဟုတ်တော့ဘူးဖျာတကယ်ကိုမယုံနိုင်စရာမတော်တဆမှုတစ်ခုအနေနဲ့သူတို့ဟာအာရဘတ်စတာခင်နန်ရဲ့မြို့လေကောင်တဲ့ကိုရောက်သွားခဲ့ပြီဘာဒီဖြစ်ကုန်တာလဲဆိုပြီးအန်အိုးချောင်တောင်ဖိနေရဲ့ခူစားရဲ့ဘီးနားမှာဘုံဆိုပြီးပေါ်လာခဲ့ကြပါတယ်ကဲဒါဆုရဲ့မတော်တဆမှုလေးကဒီမှာတင်မပြီးသေးပါဘူးဒီတစ်ခါတော့တကယ်ကိုအချီးကြီးပဲအဲ့ဒီဂိုရိုးဆိုတာတခြားလို့မဟုတ်ဘူးဗျာကိုစားရဲ့နှစ်ပေါင်းများစွာပျောက်ဆုံးနေတဲ့ဦးလီအရင်တိုတိုရဲ့ညီအရင်ဖြစ်နေခဲ့တာပါအံ့ဩစရာပဲနော်ရိုးရိုးရှင်းရှင်းရေပူစမ်းတစ်ခုရှာရင်ကနေမမျော်လင့်မဲ့နဲ့မိသားစုပြန်လဲစုံစည်းဝဲကြီးဖြစ်သွားပါလေရောဒီတော့ဂိုရိုကသူ့ရဲ့ရေပူစမ်းစီမံခင်းကြောင်းပြောပြတဲ့အခါမှာတော့ကိုစားနဲ့တိုတိုအပေါဝင်မိသားစုအားလုံးကဝမ်းသာအားရနဲ့ကဲဒါဆိုအားလုံးဝိုင်းကူညီကြမယ်ဆိုပြီးသဘောတူလဲကြတာပေါ့ကဲဒီလိုနဲ့လူအင်အားပစ္စည်းအင်အားအကူအညီအသက်တွေနဲ့အတူကျုံးကိုပြန်ရောက်လာကြတယ်သူတို့စိတ်ထဲမှာတော့ဟုတ်ပြီအခုမှဆောက်လုပ်ရေးလုပ်ငန်းတွေစကြရတော့မယ်လို့မျှော်လင့်ထားတာပေါ့ဒါပေမဲ့သူတို့ကျုံးကိုကဲရောက်တော့တွေ့လိုက်ရတဲ့မြင်ကွင်းကသူတို့ကိုအံ့ဩသားစေတယ်ဘာလို့လဲဆိုတော့သူတို့ထားခဲ့တဲ့ Forest Boss နဲ့သူ့ရဲ့မြောက်ဝင်တပ်ဖွဲ့ကအားလုံးအသင်းသုံးနိုင်တဲ့ဒါဇာနာနာနဲ့လှပနေတဲ့ဒေခုခန်းကြီးတစ်ခုကိုအပြည့်စည်းဆောက်လုပ်ထားပြီးသားဖြစ်နေတာကိုဗျာတကယ်ကိုဂယုမဆိုင်မှုတွေမတော်တဆမှုတွေစက်တိုက်ကနေအခုတော့စီးပွားရေးလုပ်ငန်းကြီးတစ်ခုကအလိုလိုနဲ့ရင်းမွေးဖွာလာခဲ့ပါပြီဒီလိုဂရုမဆိုင်မှုတွေကနေပေါက်ဖွာလာတဲ့စီးပွားရေးလုပ်ငန်းကြီးတစ်ခုအတွက်အလိုက်ဖက်ဆုံးနာမည်ကဘာဖြစ်မလဲဗျာဟုတ်ပါတယ်ဥကာရီပေါ့ဥကာရီဆိုတာဂျပန်စကားလုံးနာမည်တန်းဆိုသူ့ရဲ့အတိတ်ဘယ်ကဂရုမဆိုင်ပဲတတိလက်လွတ်ဖြစ်ပြီးမတော်တဆလုံးမိတာမျိုးပြောတာပါအဲ့ဒီစကားလုံးကဂေတာဆိုရဲ့ဘာစဖျားကနေမချတဲ့သူ့ရဲ့ catch phrase လေးဖြစ်နေတော့ဒီနာမည်တော့ပိုကောင်းတဲ့နာမည်မရှိနိုင်တော့ပါဘူးဥကာရီရေပူစမ်းကျုံးဆိုပြီးဖြစ်လာတာပေါ့အာမင်မှုကလည်းကြားကြားမဆောင်လိုက်ရပါဘူးဥကာရီရေပူစမ်းကျုံးဟာဖွင့်လိုက်တာနဲ့တမဟုတ်ချင်းပဲ Arabistar မှာအကျော်ကြားဆုံးအပန်းဖြေစခန်းတစ်ခုဖြစ်လာခဲ့တယ်ဘလောက်ထိနာမည်ကြီးသွားလဲဆိုရင် Arabistar ရဲ့တော်ဝေမင်းသမီး Princess Vivi ကိုယ်တိုင်သူ့ရဲ့အဆောက်အအုံတီဖြစ်ခဲ့ Igaran, Chaka, Peldo နဲ့အတူလာရောက်အပန်းဖြေတယ်ဒါအပြင် Super Sport Builder တဖို့ဝင်တယ်ပြီးတော့ဟိုအဝေးကြီးကခန်ဖူဒူကောင်တွေကအစအုပ်စုလိုက်ကြီးလာရောက်အနားယူကြတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်တကယ်ကိုအောင်မြင်မှုကြီးတစ်ခုပါပဲကဲအခုဆိုရင်တော့ဂဒတ်ဆူဟာယူကာရီချွန်ရဲ့အကြီးအကဲတထဲတယောက်ဖြစ်လာပြီပေါ့ဆိုတော့ပင်လေပြားမှာတထဲတယောက်ဖြစ်ချင်းနေဆိုတဲ့သူ့ရဲ့တဘွားလုံးစာယူမှန်းချက်ကအောင်မြင်သွားပြီလို့ထင်ရပါတယ်ဒါပေမဲ့တကယ်ပဲလားဇလန်ကဒီမှာပဲပြီးသွားပြီလားဒီဇလန်တစ်ခုလုံးရဲ့အကြီးမားဆုံးနဲ့အရေရာဆုံးဟာတာကအခုမှလာမှာပါကောင်းပြီဂဒတ်ဆူရဲ့ပင်လေပြားကိုဆင်းလာရတဲ့အဓိကယူမှန်းချက်သူ့ရဲ့ dream job ကပါလဲဆိုတော့ဘန်ချိုထုဖို့ပါပဲဘန်ချိုဆိုတာကဂျပန်လို့သူထေဂိုင်းခေါင်းဆောင်အဲ့လိုအဓိပ္ပာယ်ရပါတယ်ဒါပေမဲ့သူရဲ့တတိမေးတတ်တဲ့အချင်းကြောင့်စကလုံးအတန်ထွက်ကိုမောင်းပြီးမထားမိရဲ့စာလုံးတစ်လုံးလေးပဲလွဲသွားသူထစ်ချင်တယ်လို့ထင်နေတာကဘန်တိုးတဲ့ဘန်တိုးရဲ့အဓိပ္ပာယ်ကဘာလဲသိလားစာရေးဒါမှမဟုတ်ဆိုင်မန်နေဂျာဆိုင်ဝန်ထမ်းလို့အဓိပ္ပာယ်ရပါတယ်ဆိုတော့သူ့ရဲ့ကြီးကျယ်ခမ်းနားလာပါတယ်ဆိုတဲ့ရီမန်းချက်ကြီးတစ်ခုလုံးကတကယ်တော့ဘာသာစကားနားလည်မှုလွဲမှားခြင်းတစ်ခုပေါ်မှာအခြေခံထားခဲ့တာပါပဲတကယ်ကိုကက်ဒတ်ချူပေးတတ်တဲ့အမားပါပဲအခုတော့သူကြိုက်မကြိုက်နောက်ပြန်ဆုတ်ဖို့အချိန်မရှိတော့ပါဘူးသူထေးဖြစ်ကျင်ပါတယ်ဆိုတဲ့လူကအခုတော့ဆိုင်ဝန်ထန်တယောက်ထက်နေပြီဒါပေမဲ့ကက်ဒတ်ချူဟာသူ့ရဲ့မဆုံးနိုင်တဲ့ဂီယုမဆိုင်မှုတွေတတိမေတ္တမှုတွေကြောင့်ပဲလူတိုင်းချစ်ထင်အားကြရတဲ့အောင်မြင်တဲ့လုပ်ငန်းကြီးတစ်ခုရဲ့ပူရပိုင်ရှင်ဘန်တိုတယောက်ဖြစ်လာခဲ့ပါပြီ။ဒါကတော့သူ့ရဲ့မတော်တဆရလာတဲ့အောင်မြင်မှုကြီးပါပဲဗျာ။ကဲဒီနေ့ဇလန်လေးကတော့ဒီလောက်ပါပဲ။ The Sunny Studio ကနေတင်ဆက်ပေးမယ့် Not a Seven Sasia Cover Story ဇလန်လေးကိုဆက်ပြောကြည့်ချင်နေဆိုရင်တော့ကျွန်တော် channel ကို subscribe လုပ်ထားဖို့မမိကြပါနဲ့။အော်လို့တိုက်တွန်းချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။